သူဤမြသာတွေးလိုက်လေတယ်သူတွေးတော့နေစဉ်အိမ်အောင်မှရှိတဲ့ဦးအောင်ရဲ့အတန်းကပေါ်လာပြန်တယ်ကောင်းလေးခြေထောက်တွေညောင်းနေသေးလားကွာညောင်းတာပေါ့ဗျာဦးအောင်လည်းဘလို့ပြောလိုက်ပါလဲအေးညောင်းရင်လည်းမင်းမသာမင်းခေါ်ပြီးတော့နှိတ်ခိုင်းကွာဘယ်သွားခေါ်မှလဲဗျဟဲကောင်မတွေငါ့ကိုနှိတ်ပေးစမ်းလို့ဦးအောင်ကနှိတ်ခိုင်းတာလို့ပြောကွာဟာဦးအောင်အားနာစရာဗျာအားနာမနေနဲ့အဲ့ဒီကောင်မကြီးတွေငါငွေတော်တော်ကုန်ထားတာဟာအေးဗျာအားနာတာမျက်နှာဦးအောင်ကြီးအဲ့တော့မျက်နှာမမြောင်ပစိုးလေးမျက်နှာအုပ်ထားလိုက်တယ်ဗျာဟာတကယ်ကောင်လေးကွာပေါက်ပေါက်ချာချာဦးအောင်ဒီမောင်ဘိုးတင်စကားကိုသဘောကျသွားရီမောနေပါတော့တယ်မောင်ဘိုးတင်ဒီကသူပြောသလိုပင်ပစိုးတုပ်ကလေးကိုဖြီလိုက်ပြီးပစိုးထရေကိုယူကာအိတ်လိုက်ပြီးတော့သူ့မျက်နှာပေါ်တင်ထားလိုက်သည်ပါဇက်မှလည်းဟဲကောင်မလေးငါခြေထောက်ကိုလာနှိပ်ပြီးသမ်းသူ့နာကိုတယောက်မှမလာပါသို့တော့မောင်ဘိုးတင်ကနောက်ထပ်ပြောလိုက်လာနှိပ်ကြဟာဦးုံနှိပ်ခိုင်းတာနော်မောင်ဘိုးတင်ကအဲ့ဒီလိုပြောလိုက်မှအိမ်ကြီးထဲမှာတခန်းထဲမှာရှိတော့အခန်းမှာတက္ကမာကြီးပွင့်တန်ကြားပြီးတဲ့နောက်သူ့နာကိုလမ်းလျှောက်လာနေတဲ့ခြေတံကိုကြားလိုက်ရပြီးမောင်ဘိုးတင်ရဲ့ခြေထောက်ကိုနှိပ်ပေးနေလေတော့တယ်